မင်္ဂလာပါဗျဒါလေးကတော့ကျွန်တော်ရှေ့တစ်ခေါက်ဗီဒီယိုမှာတင်ထားတယ်ပြီးတော့ဒီထက်အနေနဲ့ကျွန်တော်အပွင့်လွတ်လေးတွေကိုကျွန်တော်ဈေးသက်သက်နဲ့ရောင်းပေးတယ်ဒီကြောက်လေးပေါ့ဗျာဒါလေးကိုပြီးလို့ကျွန်တော်အစားဆုံးပြန်လဲမျှဝေပေးတာဒီကြောက်လေးကိုဘယ်လိုနန်းခင်းလိုက်တယ်ဘယ်လိုဂျားတဲ့ကနေဘယ်လိုလိုက်တယ်ဆိုပြီးတော့ကျွန်တော်ပြတာပေါ့ဗျာကြောက်လေးကကျွန်တော်ဝဲလာပြီးမကြံခါလေးပေါ့ဗျာမော်လေးကအခွန်ကက်အစီကကောင်းတယ်ဆိုတော့ကျွန်တော်ထင်သလိုပဲအောက်ထဲမှာကျွန်တော်လိုချင်တဲ့နန်းကိုနင်းလိုက်တဲ့ချိန်မှာကျောက်ကအခွန်ကက်အစီကသွားပြီးတော့ဆန်းတာပေါ့ဗျာအစီကဘော်လီတစ်ဝက်ချက်နီးပါးလောက်ကိုသွားတယ်ပြောမယ်ဆိုကျွန်တော်တို့ကာလာဖြစ်နေလို့အဖြူဆိုရင်တော့ကျွန်တော်တို့ဘော်လီစီသားလို့ကျွန်တော်တို့ပြောလို့ရတဲ့အနေထားပေါ့ဗျာဒါပေမဲ့ဒီဘက်ဂျားပေါက်လေးမှာဆိုရင်တော့ကျွန်တော်တို့ကြောက်သားလေးနဲ့ကျဲတယ်အနှဲငယ်ကျဲတယ်ဒါပေမဲ့ဒီကောင်လေးရဲ့ကာလာလက်သင့်ခံလို့ရတဲ့အနေထားမှာရှိတော့ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တခြားလေးလွှာပြီးတော့ဒီကြားထဲကနေတခြားလေးအပွင့်လေးထုတ်တာပေါ့ဗျာအစီလေးကမစိုးဘူးကိုထင်တယ်လို့လေးကြောက်လေးကအလုံးဖြစ်သွားတော့ကျတော့ဒီကောင်လေးကိုဘယ်လိုပြန်ခင်းရတယ်ခင်းပြီးအကျိုးကြားတဲ့ကျွန်တော်အနာကြားတဲ့ကနေကျွန်တော်အနာကြားတဲ့လိုက်ရတဲ့အရာတာကိုကြိုက်တာပေါ့ဗျာကြောက်ကကျွန်တော်တို့ပြောရမယ်ဆိုရင်ကျော်လောကအနာများလေးကျွန်တော်တို့ဝယ်ရတာဈေးသက်တာလေးပေါ့ဗျာဒါပေမဲ့အစီတာအကောင်းသွားပြီးအနာများလည်းခုနောက်ပိုင်းကျရင်ဝယ်ရတဲ့အနေထားမှာကျတော့ကျွန်တော်တို့ဈေးတော့မပေါ်ဘူးပေါ့ဗျာဒါပေမဲ့အစီသားကောင်းတယ်ဒါလေးကတော့ကြောက်ဖြစ်တဲ့အနေထားမှာပေါ့ဗျာဒီပွင့်လေးတွေထွက်တယ်ဒီလိုအနာကြားတွေကနေမှသူချလိုက်ရတာပေါ့ဗျာဒါလေးကကျွန်တော်ဒီထဲကနေထွက်တဲ့ကြောက်လေးကိုကျွန်တော်ကြောက်လေးကိုတင်ပေးတယ်ကျွန်တော်သွေးကတတလေးနဲ့ပဲကျွန်တော်ရောင်းပေးတယ်ဆိုတာကကျွန်တော်ကြည့်ပါကျွန်တော်တင်ပြီးတော့တင်တဲ့ချိန်မှာပဲကြောက်လေးလှတယ်ဆိုပြီးမဝယ်နဲ့အပြင်မှာပဲတခြားကြည့်ပြီးစိတ်တိုင်းကြပြီးပေးရတဲ့ဈေးနဲ့တန်ပြီးဆိုမှပဲကျွန်တော်ဝယ်သေးခြင်းနဲ့ပြီးတော့ဝယ်ဖို့လဲကျွန်တော်အကြံပြုတယ်ပေါ့ဗျာကျွန်တော်ဒီထဲကနေမှတခြားကြနာပေါ့ဗျာအနာကြားတွေထဲမှာတခြားစိတ်ရှိလက်ရှိနဲ့လိုက်ပြီးတော့ကျွန်တော်ထုတ်ထားတဲ့နေထားပေါ့ဗျာကြောက်လေးတွေကအခုချိန်စီကွက်နဲ့လဲကျွန်တော်ရောင်းပေးတဲ့ဈေးလေးကတော့မစိုးပါဘူးဒါပေမဲ့ကျွန်တော်တို့နောက်စုကျင်နဲ့တင်းကျင်နဲ့ဆိုရင်တော့ကျွန်တော်တန်တဲ့အနေထားလေးမှာရှိတာပေါ့ဗျာဒါလေးကိုကျွန်တော်သွေးပြီးတော့ကျွန်တော်ခေါင်းပြီးတော့တဲ့အနေထားမှာခေါင်းပြီးတော့ကျွန်တော်ဘက်လန်တာပေါ့ဗျာအပွင့်ကြီး600ကျော်လောက်ရှိတယ်ခေါင်းပြီးတဲ့အနေထားလေးမှာပြီးမှကျွန်တော်ခေါင်းလေးဖင်လေးသွေးမှတ်တိတိုက်ပြီးတော့ဒါကျွန်တော်တို့အကုန်လုံးပြီးတော့တဲ့အနေထားလေးပေါ့ဗျာဒီထက်ကနေထွက်လာတဲ့ကြောက်လေးပေါ့ဗျာသူ့ဟာနဲ့သူလာတယ်သူတန်းဝင်တဲ့ဟာလေးဝင်နေကျွန်တော်မနေ့ကဗီဒီယိုလေးနဲ့တင်ပြီးရောင်းပေးရဟာလေးရောင်းပေးတယ်ပေါ့ဗျာလူတိုင်းတန်တဲ့ဈေးလေးနဲ့ကျွန်တော်ရောင်းပေးတယ်မင်္ဂလာပါဗျကျွန်တော်ဒီမဲကြောလေးပေါ့ဗျာကျွန်တော်ဟိုအရင်တစ်ခေါက်ဗီဒီယိုလေးမှတင်ထားသေးတယ်ရတဲ့မဲကြောလေးအကြောက်ကဝေးကလေးလည်းကောင်းတယ်ခွန်လေးလည်းကောင်းတယ်အစီလေးလည်းကောင်းတယ်ဒါပေမဲ့အစီရဖြောက်တော့ပဲပါတာကာလာတော့ကျွန်တော်လန့်ကြီးကာလာပေါ့ဗျာဒီကောင်ကျွန်တော်ကပြောရမယ်ဆိုရင်ဝိုင်းထဲကနေဝဲလာတာပေါ့ဗျာဝဲလာပြီးကြောက်စကြောက်သားလေးကမစိုးဘူးသူကနဲ့သူကျွန်တော်အောက်ထဲကိုဆင်းရင်အကွက်ကြဲဆင်းရင်စားမယ်ဆိုပြီးတော့ကျွန်တော်ဒီကောင်လေးကိုဝဲလာပေါ့ဗျာကြောက်လေးကဖြစ်လိုက်တဲ့နေထားမှာတော့ပြောရမယ်ဆိုလို့ကွက်ကြဲမဆင်းဘူးအောက်ထဲဆင်းတော့လေကျွန်တော်တို့အနာလေးပါတယ်ပေါ့ဗျာအနာတော်တော်စိတ်သွားတယ်အနာရဲ့ကနေမှကျွန်တော်တခြားထွင်ထုတ်ပြီးတော့ပြန်ပြီးလိုက်ရတာပေါ့ဗျာအရွယ်ကကျွန်တော်တို့အကြီးတော့မရဘူးစကားလေးနဲ့ကျွန်တော်အသေးလေးပေါ့ဗျာစကားအသေးလေးကိုကျွန်တော်တို့ရအောင်လိုက်ပြီးတော့ထုတ်ရတာပေါ့ဗျာကြောက်ကအဲ့ထဲကနေမှကျွန်တော်အနာများကြီးရဲ့မှာတခြားလေးလိုက်ပြီးတော့အနာလေးကိုခွာချပြီးတကယ်ကျွန်တော်တို့အစီကိုကျွန်တော်တို့ဒီအစီရပြောမယ်ဆိုကျွန်တော်အပွင့်အကြီးလဲယူလို့မရဘူးဗျာသူကလည်းသူအစီနိုင်အောင်တည်ပြီးမှဒါကျွန်တော်တို့ယူရတာပေါ့ဗျာဒီကြောက်လေးကိုကျွန်တော်ကဒီကြဖြက်တောက်ပြီးတော့ဗျာကျွန်တော်မနေ့တုန်းကဗီဒီယိုလေးတင်ပေးတယ်ကျွန်တော်အပွင့်300ကျော်လေးပဲထွက်တယ်ပေါ့ဗျာဒါလေးကိုကျွန်တော်ကနည်းနည်းလာတဲ့ဟာလေးကိုကျွန်တော်တို့ကျွန်တော်3500လုံးနဲ့ရောင်းပေးတယ်ကျွန်တော်တိတ်နည်းနည်းလေးဟွာဖြစ်တဲ့ဟာကိုနည်းနည်းလေးရောတဲ့ဟာကိုကျွန်တော်1500လုံးနဲ့ရောင်းတာပေါ့ဗျာအတိုင်းမကြောက်ဘူးပေါ့ဗျာ9မိနစ်အတွင်းကိုကျွန်တော်နှစ်ထုပ်လုံးတန်းပြီးတော့ရောင်းရတယ်ဘာလို့ဆိုကျွန်တော်ကအများကြီးလဲကျွန်တော်တို့အမြဲယူမထားဘူးကြောက်လေးသူ့အနေနဲ့သူကျွန်တော်တို့လောအားကားလောက်လေးပဲကျွန်တော်တင်ပြီးတော့ရောင်းတဲ့အနေထားမှာဒီကောင်လေးပေါ့ဗျာမနေ့တုန်းကကျွန်တော်ဒီကောင်လေးတစ်ထုံးနဲ့ကျွန်တော်ကာလာလေးတစ်ထုပ်ကိုဒီကောင်လေးနဲ့ထုပ်ကိုကျွန်တော်တင်ပြီးရောင်းတာခဏလေးပဲရောင်းထွက်သွားရပေါ့ဗျာနောက်ကကျွန်တော်ကဘာလို့ကျွန်တော်တောင်းပိုင်းသိမ်းပိုင်းနေတိုင်းမရောင်းပေးအောင်ဆိုကျွန်တော်တို့ကျွန်တော်တို့ကလိုင်းမော်ဝယ်လို့ကြောက်ကျွန်တော်တို့နည်းနည်းလေးနဲ့အမောင်လေးကိုဝယ်ချင်ရပါဗျာသိမ်းပိုင်း10ပိုင်းနေကြတိတ်ပြီးတော့သူတို့မှာဝယ်လဲကျွန်တော်တို့နားမလဲပဲနဲ့ဝယ်အစမပေးပြီးမှဖြစ်လို့ကျွန်တော်တိတ်ပြီးမရောင်းမဲနဲ့နားလဲတဲ့လူတွေမှာပဲကျွန်တော်သိမ်းပိုင်း10ပိုင်းနေရောင်းတဲ့အနေထားမှာရှိပါတယ်ကျေးဇူးတင်ပါတယ်